ဒီမှာနော်ဒီကထိုးလာခဲ့ပြီးသွားလို့ရှင်လေဒီဘက်အဆုံးကိုလေမဖြတ်နိုင်အောင်ခြေကိုမဖြတ်နိုင်အောင်နော်ခြေကိုမဖြတ်နိုင်ပဲနဲ့ဒီဂျိုင်းကိုဒီလိုဝိုက်မှာဆိုတော့ဒါမှန်ကြည့်လိုက်လို့ဒီလောက်ဒီအနေထားရပြီဆိုလို့ရှင်ဒီကခြေကိုမဖြတ်နဲ့နော်မဖြတ်သေးပဲနဲ့ဒီဟာလေးခဏလေးထားလိုက်ထားပြီးလို့ရှင်ဒီဘက်ချမ်းမှာဒီမျိုးဒါဝိုက်ပြီးတော့အနာကုတ်ပြီးသွားပြီပေါ့နော်ဒီဘက်ချမ်းကိုအနာကုတ်ဖို့အတွက်ဒီဘက်ကဒီဥစားကိုဒီဟာဟိုထိုးလက်စဟိုကဒီဘက်အဆုံးမှာထားမယ်နော်ဒီဘက်စထိုးထားတဲ့ဘက်ကိုဒီဖနာတွဲချုပ်ထားတဲ့ဒီအနားစနေပြီးတော့စပြီးတော့တွဲမယ်နော်ဒီလိုမျိုးဒီလိုတွဲမယ်ဆိုတော့ဒီ6အနဲ့တွဲမယ်နော်6အနဲ့တွဲဖို့ဒီဘက်အဆုံးကနေပြီးတော့ဒီဘက်စထိုးထားတဲ့ဒီဟာနဲ့ကိုဒီလိုတွဲမှာနော်ဒီလိုတွဲပြီးလို့ရှိရင်ဒီအစကိုလေတခါရဲ့ဒီအတွင်းထဲကိုတင်းပြီးရွာလိုက်တက်ဟိုပြန်ပြီးတော့ဒီခြေစားတင်းကြမလို့နော်ပြီးဒီမှာတိုင်တိုးထိုးထားခဲ့တဲ့ဒီတစ်ချက်ချင်းစီနဲ့ဒီဘက်ကဒီမန်တိုင်တိုးထိုးထားခဲ့တဲ့အပေါင်းတွေကိုတစ်ပေါက်ချင်းစီပြန်တွဲပြီးအောင်မယ်နော်ဒီခြေစားကိုလေဒီဂျားလေးကနေတစ်ခါရဲ့တဲ့တော်စားရှင်မမီဘူးဖြစ်သွားမှာဆိုတော့ဒီအဝိုက်ကြလို့ရှင်လည်းအဲ့တိုင်းပဲဒီတိုင်းလေးပဲအလိုက်တင်လေးပဲဒီလိုမျိုးပတ်ပြီးတော့လာခဲ့ပြီနော်အဆုံးဒီကနေပြီးတော့ဒီဟာကိုဒီလိုပုံမှန်လေးပတ်လာခဲ့ပြီးတော့ဒီအဆုံးကြလို့ရှင်ပြန်ပြမယ်နော်ဒီမှာတော့ဒီလိုမျိုးအနာကုတ်လာတာတဖြည်းဖြည်းနဲ့ဒီမှာဒီထိရောက်လာမလောက်ဘူးအားကြောင့်မလို့ဒီသူကလေမှန်းထားလို့ရှင်လေဒီပြန်ပြီးတော့ချုပ်တဲ့ခါကျလို့ရှင်အတူရှိကဒီလိုမျိုးအနေငယ်ကွာချက်ရှိရပေါ့နော်အားကြောင့်မလို့ဒီပုံသေးအဲ့လိုမျိုးယူလာထက်စားလို့ရှင်ဒီလိုမျိုးခွင်းရှင်လေးလှုပ်ထားပြီးတော့ဒီမှာဒါလိုတဲ့ဟာဆိုရင်နောက်ထပ်2တန်းနောက်ထပ်လိုမယ်ပေါ့နော်2တန်းနောက်ထပ်လိုတဲ့ဟာကိုထပ်ပြီးတော့ဒီမှာ2တန်းထပ်တက်မယ်နော်ဒါကိုဒီဘက်ကိုဆက်ပြီးတော့ထိုးမယ်ဆက်ပြီးတော့ထိုးမယ်ဆိုတော့
ဒီမှာဒီစောင်းရောက်လို့ရှိရင်ဒီဘက်စားနဲ့ဒီဘက်စားနဲ့ကိုပြန်ပြီးတော့ပူးပေးလိုက်မယ်နော်တခါတည်းတွဲချုပ်မယ်ဒီနှစ်စားနော်တခါတည်းတွဲပြီးတော့ချုပ်မှာတခါတည်းတွဲပြီးချုပ်မှာဆိုတော့နော်လို့ရဒီလိုရလို့ရှိရင်ခြေစားကိုတခါတည်းတင်သွားလိုက်တော့နော်နော်ဒါဆိုလို့ရှိရင်ဒီခြေစားပြီးလို့ရှိရင်ခြေစားတင်ရမှာနော်ဒီကခြေစားဒီမှာဒီဘက်ဘေးအနာဂတ်လည်းပေးပြီးဒီဘက်လက်ကိုလည်းဒီပုံစံတိုင်းနဲ့နားကုန်မယ်နော်ပြီးလို့ရှိရင်ဒီလေပင်ဝိုက်ကိုထိုးဖို့အတွက်လည်းချင်းချောက်မှုပြန်စားပြီးတော့တိုင်တုံး5ကနေကိုဒီမှန်းပြီးတော့ဘောနော်ဒီအရှိတိုင်းထိုးရမယ်နော်ပြီးလို့ရှိရင်ပြန်ပတ်တဲ့ဟာကိုအတူတူပဲပတ်တဲ့ဟာရောဒါပေမဲ့ဒီနားကဒီပုံစံလေးပုံတော့ဒီဟာလေးတစ်ချက်ပြန်ပြမယ်နော်